ဒီနေ့မှာကျွန်တော်တို့မြန်မာပြည်သူပြည်သားနဲ့တတိုင်းပြည်လုံးမှာဒေါ်လာရေးတပ်ဖွဲ့နဲ့ရဲဘော်များအားလုံးပေါ်မှာကိုယ်စိတ်နဲ့ပြချမ်းမှချမ်းသာခြင်းတက်ရောက်ပါစေဆိုတော့ကျွန်တော်တို့ဒီချိန်ဒေါ်လာရေးစစ်အာဏာရှင်ကိုဒေါ်လာနဲ့ဒေါ်လာရေးကာလဟာဒေါ်လာရေးတပ်ဖွဲ့တွေအနေနဲ့တတိုင်းပြည်လုံးအတွက်ဒီမိုကရေစီဖက်ဒရယ်နေရာအနှံ့ရရှိဖို့အတွက်အသက်တွေပေးပြီးတော့မှတိုက်ခိုက်နေတဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေးပန်းပွန့်ဟာအခုနေမှာပွင့်လာပြီဖြစ်ပါတယ်ဒေါ်လာရေးဟာ100မှာ95ရာခိုင်နှုန်းထိအောင်မြင်သွားပြီးကျွန်တော်တို့တိုက်ခိုက်နေတဲ့စစ်မိတ်ဆာစစ်အာဏာရှင်လူတွေကိုမတရားတပ်ဖြတ်ပြီးတော့မှရုပ်မာနေတဲ့မင်းအောင်လှိုင်နဲ့စစ်ခွေးတွေမှန်သမျှဟာတပ်တွေပြက်အင်အားတွေပြက်စစ်မတိုက်ချင်တော့တဲ့အခြေအနေမျိုးဖြစ်ပြီးတော့မှအခုသူတို့ဆူဆောင်းနေတဲ့နော်လူတွေဟာလဲအိမ်မှာဒုက္ခိတမိဘတွေကိုကျွေးမွေးပြုစုဖို့အတွက်အိမ်မှာကြံရှိနေတဲ့လူငယ်လေးတွေကိုသူတို့ကဖမ်းပြီးခေါ်လာတာဖြစ်တာအတင်းအဓမ္မဘာပဲဖြစ်ဖြစ်ကွာစစ်အာဏာရှင်ဆိုတာဘယ်ပဲသွားသူ့မှာအပြန်လန်းမရှိတော့တဲ့ခရီးဆုံးပဲသွားနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ရဲဘော်တွေဟာတိုင်းပြည်နဲ့လူမျိုးတွေအသက်တွေပေးပြီးတော့မှတိုက်ခိုက်နေတဲ့အပေါ်မှာတင်တို့ရဲ့ပေးစမှုတွေဟာတကယ့်မြန်မာပြည်သူပြည်သားတွေရဲ့အနာဂတ်အတွက်တန်ဖိုးမဖြစ်လာတန်ဖိုးဖြစ်လို့မရတဲ့ကြီးမားသောတန်ဖိုးတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒေါ်လာရေးတပ်ဖွဲ့ခေါင်းဆောင်များနဲ့တပ်သားတွေအားလုံးကိုကျွန်တော်အနေနဲ့လေးစားပါတယ်ဆက်လက်ပြီးတော့မှပြည်သူပြည်သားတွေပြည်ပမှာရောက်ရှိနေကြတဲ့ပြည်သူပြည်သားတွေရောက်စီတိုင်းနေနဲ့ကျွန်တော်တို့ဒေါ်လာရေးတပ်ဖွဲ့တွေအားလုံးကိုဘယ်သူဘယ်ဝါမဆိုပဲစစ်အာဏာရှင်ကိုတော်လှန်တဲ့တပ်ဖွဲ့တွေမှန်သမျှကိုအင်းနဲ့အားနဲ့ထောက်ပံ့ကြဖို့အတွက်ဒီနေရာနဲ့ကျွန်တော်တိုက်တွန်းချင်ပါတယ် NUG ခေါင်းဆောင်ကြီးများနဲ့တိုင်းရင်းသားခေါင်းဆောင်ကြီးများနဲ့မြေပြန့်ခေါင်းဆောင်ကြီးများနဲ့ပျောက်ကြားခေါင်းဆောင်ကြီးများတွေအားလုံးကိုကျွန်တော်အထူးပဲလေးစားပါတယ်ဆက်လက်ပြီးတော့မှအားတင်းထားပြီးတော့မှကျွန်တော်တို့အတူတကွတိုက်ပွဲဝင်ကြဖို့အတွက်ကျွန်တော်ဒီကအားပေးချင်ပါတယ်တစ်စက်တည်းမှာပဲပြည်သူပြည်သားတွေအနေနဲ့ကျွန်တော်ဆိုရင်ဒီမှာနော်လက်ဖက်ရည်ရမ်းတောက်ချင်တယ်ကျွန်တော်လက်ဖက်ရည်တောက်မဲ့ဒေါ်လာတစ်ကျပ်နှစ်ကျပ်လေးတွေဒီမနေ့မှာအမဲသားတွေဘာတွေညာတွေဝယ်စားမယ်ဆိုလို့ရှိရင်တော့နည်းနည်းဈေးချိုရဟာလေးတွေကိုကျွန်တော်ကဝယ်စားတယ်ဘာဖြစ်လို့လဲကျွန်တော်စားဖို့ထက်ကျွန်တော်တောက်ဖို့ထက်ပိုပြီးအရေးကြီးတာကဟိုမှာမြန်မာပြည်မှာကျွန်တော်တို့ရဲ့နိုင်ငံပြည်သူတွေလွတ်မြောက်ဖို့အတွက်အသက်ပေးနေတဲ့ CDF လေးတွေ PDF လေးတွေရဲဘော်လေးတွေအများကြီးရှိတယ်သူတို့တွေကိုကျွန်တော်တို့ပေးလိုက်တဲ့ငွေကြီးဟာတော်တော်လေးမဖြတ်နိုင်တော့ကြီးမားတဲ့တန်ဖိုးတွေဖြစ်သွားတယ်နော်ဆိုတော့ရမ်းမဲကျေးဇူးတင်ပါတယ်ဆိုတော့မနေ့တုန်းကကျွန်တော်တို့ချင်းပြည်နယ်မှာလက်နက်ကန်ချင်းတိုက်ခိုက်တဲ့အကြောင်းရင်းကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ CNM နဲ့ဇုံမီဟာဆိုလို့ရှိရင်တော့သူတို့ဟာ AACC နေတဲ့တပ်ဖွဲ့စီးနဲ့ကန်းနဲ့နေတဲ့တပ်ဖွဲ့ဇုံမီတပ်မတော်တွေဟာကျွန်တော်တို့ဗမာပဲဖြစ်ဖြစ်ချင်းပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ကလားပဲဖြစ်ဖြစ်အတီးတီးကိုဖျားတရားနဲ့နေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဇုံမီတွေဟာဖျားတရားကိုအားကိုးပြီးတမန်ကျမ်းစာနဲ့ဒီချင်းပြည်နယ်လူမျိုးတွေပေါ်မှာတစ္ဆာရှိနဲ့ပြည်သူတွေအတွက်ရည်တည်ပေးတဲ့ဇုံမီဖြစ်ပါတယ်ဒါကတော့ငင်းလို့မရတဲ့အမှန်တရားဖြစ်ပါတယ်တစ်စက်တည်းမှာပဲသူတို့တွေလက်စစ်အာဏာရှင်ကိုတိုက်ပြီးပြည်သူတွေဖက်ကနဲ့မမဲရည်တည်ပြီးတစ္ဆာဆိုထားတဲ့ဇုံမီတွေဖြစ်ပါတယ်ထို့တော့မနေ့ကတိုက်ခိုက်မှုထဲမှာဒီချင်းပြည်နယ်မှာ CNF တွေကဇုံမီတွေကိုအကြောင်းမကြားပဲသူတို့
zomi de shi de dal khong zua ma turo toare khama dal khai zua tu zua dare ko tanan na chain bi chet de ta khan bi ro ma atin atama thamin ne chet khan ma CNF de ka zua tu zua dare ka le chaw lan bi ro ma lan ne so ro turo thamin chet pi de chet de tat pi de ta set de ma be a yak ko lai sha pi ba lo turo pyo de a yak ko turo ka oh toa sha bi ro ma turo ko pi de turo ka a yak de taw bi mu yit de kha ma zua tu zua ta de ta yi na yi phit de kha ma a tong pyu de a lan ko CNF တပ်ဖွဲ့တွေကဖြုတ်ပြီးတော့မှမီးရှို့ပေးတယ်အဲ့ဒါကိုသူတို့ကမခံနိုင်ဘူးအရင်စိတ်နာမီးရှို့ပေးတော့ရွာသူရွာသားတွေကိုခေါ်ပြီးတော့မှတအိမ်မှာငွေဘလောက်ပေးရမယ်ဆိုပြီးအတင်းအတမ zet wayalan ma တောင်းတဲ့ခါကျတော့သူတို့တွေကကြောက်လန့်ပြီးတော့မှ ZRA ရှိကိုသူတို့အကြောင်းကြားတယ် ZRA တွေကလည်းအိုလိုက်ကြီးသူတို့ကလာပြီးတော့မှဝိုင်းနေCNF တွေကမတီးဘူးသူတို့ကမူးနေပြီဆိုတော့ဖြစ်ချင်တော့ဒီလူကြီးအဲ့ဒီဒါခွန်လူကြီးတွေကရွာထဲမှာမပြစ်ပါနဲ့ကျေးဇူးပြုပြီးတောင်းပန်ပါတယ်လို့ပြောတဲ့ခါကျတော့ ZR တွေကလည်းမပြစ်ဘူး CNF တွေကငွေကြီးကြီးတွေကိုသူတို့တွေကရွာထဲကနဲ့ရွာသားတွေရှီရနဲ့ယူသမင်းနေလက်စားအရက်တွေလက်တောက်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကထွက်သွားတဲ့ကမူးမူးကြောင်ကြောင်ထွက်သွားတဲ့ခါမှာ ZRA တွေကသူတို့ကိုပြစ်တဲ့ခါမှာနှစ်ဖက်တိုက်ပွဲဖြစ်တဲ့ခါမှာပွဲချင်းပြီး CNF ကလူ6ယောက်တည်တယ်ဒဏ်ရာတွေရပြီးနောက်ပိုင်းတည်သွားတဲ့လူတွေနဲ့ဆို17ယောက်လောက်ရှိပြီးဆိုင်ကယ်14စီးသူတို့တင်ပေးတယ် ZRA ကတော့ခွေးလိုဝက်လိုသူတို့တွေကထွက်ပြေးတယ်ကျွန်တော်ပြောချင်တာက CNF ကဘာပဲဖြစ်ဖြစ်အခုနေမှာကျွန်တော်တို့တွေကဒေါ်လာရေးချင်နေဒေါ်လာရေးကာလဖြစ်တဲ့အတွက်ကြောင့်ချင်းပြည်သူတွေရဲ့သဘောထားဆန္ဒမပါပဲသူကိုသူအာနာယူပြီးတော့မှချင်းလန်းခေါင်စီအစိုးရကိုရှောက်ဖွဲ့ပြီးတော့မှဟိုငါတို့ကိုလက်မခံတဲ့ဇုံမီတွေကဟိုတပုံဖလမ် CNDF တွေကတပုံမရာတွေကတပုံမင်းတပ်တွေကတပုံဆိုပြီးတော့မှAAကိုတပုံဆိုပြီးတော့မှမဟုတ်တဲ့ဝါဒတွေဖြန့်ပြီးတော့မှစစ်အာဏာရှင်ကိုတိုက်ဖို့အတွက်သူတို့ရဲ့ CNF ထဲမှာတင်နန်းတက်နေတဲ့လူတွေကိုမဟုတ်ကရိုက်သွင်းပြီးတော့မှကိုယ့်ချင်းချင်းပြန်တိုက်စီဖို့အတွက်ဇုံမီဖက်ကိုတွားခိုင်းလိုက်ဖလန်ဖက်ကိုတွားခိုင်းလိုက်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကြားကာလမှာဒီခေါင်းဆောင်တွေရဲ့ဆောက်တုံးမကြလာဓာတ်တွေတွေ့ကြောင်းကျွန်တော်တို့ပြည်သူလူထုတွေကနေပေါက်ဖွားတဲ့ CDF လေးတွေမတေတင့်မဲ့တေရတာကိုကျွန်တော်အင်မတန်ဝမ်းနည်းပါတယ်တစ်စက်တည်းမှာပဲချင်းပြည်နယ်တချမ်း DCNM မဟုတ်တဲ့လက်နက်ကအဖွဲ့အစည်းတွေမင်းတပ်မင်းတပ် CDF မရာ MDF AA ဇိုလန်တခြား CDF တွေအကုန်လုံးမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့မှစစ်အာဏာရှင်ကိုအကြီးကျယ်အင်းနဲ့အားနဲ့တိုက်ထုတ်ပြီးတော့မှတိုက်ခိုက်နေတဲ့ချိန်မှာ CNF ကသူ့တဘောနဲ့သူနိုင်ငံခြားတွေမှာဝါဒတွေဖြန့်ဒေါ်လာတွေမတရားကောက်မပေးချင်တဲ့လူတွေကိုအတင်းတမချင်းလူမျိုးစရင်နေရနဲ့ခမရတို့ကိုဖယ်ချမယ်ဆိုတဲ့ထိတိုင်အောင်တောင်မှစကားတွေစကနန်တွေဝါဒတွေဖြတ်လာတဲ့အချိန်တွေထိဖြစ်လာတဲ့ခါကျတော့ဒီနေ့ပြပရောက်နေတဲ့ချင်းတွေနော်မြန်မာပြည်ထဲမှာနေနေတဲ့တောင်ပေါ်ချင်းတွေကသူတို့ကိုစစ်အာဏာရှင်ဒုတိယစစ်အာဏာရှင်လို့သူတို့ကိုပဲကြောက်နေရတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့တွေဟာသူတို့ကိုတိုက်ခိုက်ဖို့သူတို့ကိုပြန်ပြောဖို့ခြေပဖို့အချိန်မရှိဘူးငါတို့လှုပ်ဖို့စစ်အာဏာရှင်ကိုတိုက်ဖို့အချိန်တွေအများကြီးရှိသေးတယ်ဒါကြောင့်မလို့ငါတို့ရဲ့ခရီးကိုဆုံးနေအောင်တွားပြီးမှငါတို့စကားပြောမယ်ဆိုတော့ဒီချိန်မှာငါလည်းမနေ့ကတည်သွားတဲ့ CNF ဘာမှမတည်တဲ့
2021နောက်ပိုင်းမှာဝင်လာတဲ့တက်သားလူငယ်လေးတွေကိုကျွန်တော်အယမ်းပဲသူတို့တည်သွားတဲ့ပုံမှာမိသားစုတွေကိုစားဝမ်းနေပါတယ်ဒီ CNF ခေါင်းဆောင်တွေဆောက်သုံးမကြမကောင်းတဲ့အတွက်ကြောင့်မဟုတ်တဲ့ဝါဒတွေရှောက်ဖြတ်တဲ့အတွက်ကြောင့်ဇုံမီတွေနေတဲ့နေရာရိုးရိုးသားသားနဲ့အေးစစ်စစ်နဲ့သူတို့တွေကအဲ့မှာနေတာဖះကိုအားကိုးတယ်အဲ့ဒီမှာတော့စက်တပ်ပြီးပါဆိုရွာသားတွေကလည်းအေးစစ်စစ်သူတို့စက်တပ်ပြီးတယ်ထမင်းလည်းကောင်းကောင်းမောင်ချက်ပြီးတယ်တို့ဖက်ကပါတဲ့ဆိုတို့ဖက်ကပါတဲ့လူတွေဆိုပြီးတော့မှသူတို့တွေကမြင်ပြီးတော့မှအာရပါရချီမြောက်တာပြီးအဲ့ဒီရွာသားတွေကလေဘလောက်ထိသူတို့တွေမှာဟိုရင်းပါလဲဖြူစင်းလဲဒါနဲ့ရှင်တဲ့လူတွေကဒီကောင်တွေကငါတို့နဲ့စကားမတူတဲ့လူတွေဆိုတဲ့ပုံစံလို့အရက်တွေတောက်ပြီးအဲ့မှာမူရန်ကားပြီးတော့မှတအောက်နေလာတော့ဟိုငွေကြီးကြီးတွေတနက်တွေထောက်ပြီးတောင်းလာတဲ့ခါမှာသူတို့တာရင်နာရင်ချိန်မှာတုံးပြတဲ့အာလန်တွေကိုဖြုတ်ပြီးတော့မှမီးရှို့ပေးလိုက်တဲ့ချိန်မှာတော့သူတို့တွေကရင်ကွဲမနာရင်ကွဲမတက်ဖြစ်သွားတော့တာဆိုတော့ဇုံမီဇက်အာအေတပ်ဖွဲ့တွေကရောက်လာပြီးသူတို့ကိုတိုက်ခိုက်တဲ့ခါမှာ6ယောက်တည်တယ်တချို့လူတွေခွေးတွေဝက်လို့ပြေးပြီးဆိုင်ကယ်တွေအကုန်လုံးထားခဲ့ပြီး14စီးဆိုင်ကယ်သူတို့တင်ပေးတယ်ဒါတော့ဒီနေ့ဒီချိန်မှာ1996ခုနှစ်မှာလောက်ခဲ့တဲ့ချင်းပြည်နယ်တွေမှာတွားပြီးကြက်တွေဝက်တွေတောင်းပြီးမတရားပြည်သူတွေပေါ်မှာတနက်ပြောင်းနေနဲ့ထောက်ပြီးတော့မှရက်စက်ကြမ်းကျူးတဲ့ပုံစံတန်းလောက်လာခဲ့တဲ့ CNF ရဲ့လုံရက်တွေဟာအခုနေမှာတုံးစားလို့မရတော့ဘူးလက်နက်ကုန်လုံးရှိသွားပြီခမရတို့ကိုမကြောက်တော့ဘူးငါတို့မှာရန်တူဆိုတော့စစ်အာဏာရှင်မရှိတယ်ခမရတို့လိုစိတ်တဲ့မကောင်းဘူးဘယ်နဲ့ဟိုလူတိုက်ဒီလူတိုက်ဝါဒမဟုတ်တာတွေရှောက်မဖြတ်နဲ့ဟာလာချီးတယ်နော်ပြည်သူပြည်သားတွေခမရတို့ကိုပဲတော်တော်ကြောက်နေရတဲ့ခြေနေမျိုးဖြစ်တယ်ဒါမလုံနဲ့မကောင်းဘူးဆိုတော့နောက်ပြဿနာနောက်မှရှင်းဆိုတဲ့အတိုင်းပဲကျွန်တော်တို့စစ်ခွေးတွေကိုအကုန်လုံးတော်လှန်တဲ့နောက်ပိုင်းမှာခမရတို့နဲ့ငါတို့နဲ့တွေးကြတာပေါ့နော်ဒါကိုပဲပြောချင်တယ်ဆိုတော့စင်ချင်မှာနော်အချိန်ရှိတဲ့ချိန်မှာပြင်ဆင်မှာနောက်တော့ရပါပြည်သူတွေရှိဖို့ကောင်းမွန်စွာပြန်လှည့်လာပါအခုထန်တလန်တစ်မြို့လုံးစစ်အာဏာရှင်ကိုစစ်အာဏာရှင်ကနော်ထန်တလန်တစ်မြို့လုံးပြာကျအောင်မီးရှို့သွားတာလေဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလူတွေမကောင်းတဲ့အတွက်ကြောင့်ဖြစ်တယ်စစ်အာဏာရှင်လူကြီးတွေကိုဒီ CNF တွေကခေါ်ပြီးတော့မှထန်တလန်မြို့ထဲမှာရှိတဲ့စစ်အာဏာရှင်ဘိုးချုပ်တွေလူကြီးတွေကို CNF ခေါင်းဆောင်ဆိုလမွန်တို့ဇင်ကျုံတို့ကခေါ်ပြီးတော့မှ CNF ဘက်ထရီယာခဲမှာဝက်တွေတက်ချက်တွေတက်ပြီးတော့မှထမင်းတူတကွာစားကြတယ်အဲ့ဒီချိန်မှာစစ်အာဏာရှင်တွေကသူတို့ပြန်လာတဲ့ချိန်မှာသူတို့ဘက်ထရီယာခဲမှာဆေးခန်းဘယ်လောက်ရှိပါတယ်ကျောင်းတွေဘယ်လောက်ရှိလူဦးရေဘယ်လောက်ရှိပါတယ်ဟိုဖက်ကိုအကြောင်းကြားတော့မကြခင်မှာဘုံနဲ့အကုန်လုံးလာချဲရော CRF တွေကလည်းမခံချင်လို့ပြန်လာပြီးတော့မှဒီထန်တလန်မြို့ကိုသူတို့စစ်အာဏာရှင်ကိုလိုက်တိုက်တဲ့ခါမှာတစ်စက်တည်းမှာပဲအကုန်လုံးပြကြအောင်မိရှို့တော့ဒါမျိုးတွေကဆောက်တောင်းမကြတာဘာတူလဲဆိုဒီ CNF ခေါင်းဆောင်တွေကလုံရက်တွေဟာဖျားသခင်မနှစ်တဲ့ဘူးဆိုတော့ဘာပဲဖြစ်ဖြစ်အခုတော့ပြကြတော့ကြသွားပါပြီအခုထန်တလန်ပြည်သူတောင်းနီးပါလောက်အိန္ဒိယပြည်ကိုဖြစ်ထွက်ပြေးပြီးတော့မှအခုဒုက္ခရောက်နေကြတယ်မနေ့ကလေပြင်းမုန်တိုင်းတိုက်ခိုက်လို့ဒုက္ခရောက်နေတဲ့အင်ချီ900ရှိတယ်စားစရာမရှိနေစရာမရှိအခု CNN ကိုအခုသူဖွဲ့ထားတဲ့ချင်းလန်းကောင်စီလူ450ယောက်လောက်ဖွဲ့ထားတဲ့ချင်းလန်းကောင်စီထဲမှာ US ကနေဒါဩစတြေးလျချင်းပြည်သူတွေကသူတို့ကိုအတင်းတော်တွေမှာဓမြတိုက်ပြီးပေးထားတဲ့ငွေကြီးကြီးဟာဒေါ်လာတန်ပေါင်းများစွာသူတို့လက်ထဲမှာရှိတယ်
ဒါကိုသူတို့ကူညီဖို့နည်းနည်းလေးတောင်မှမစင်စားဘူးနည်းနည်းလေးတောင်မှသူတို့ခေါင်းထဲမှာမထည့်ဘူးဆိုတော့အခုဟာခါမှလည်းတစ်ဆက်ထဲမှာဟာခါမှလည်းဈေးဆိုင်ခန်းတွေကိုတဆိုင်မှာ300ဇွန်လမကုန်ခင်မှာအကုန်လုံးပေးရမယ်လိုက်ပြီးတော့မဟုတ်ကချေပြည်သူတွေထောက်ခံမှုမရှိအားပေးမှုမရှိလေးစားမှုမရှိကိုယ့်ဟာကိုမဟုတ်တဲ့လက်နက်ကိုမိုးပေါ်ထောင်ပြီးတော့မှဖောက်ပြီးတော့မှပြည်သူတွေကိုလိုက်ချင်းချောက်တဲ့ဒုတိယစစ်အာဏာရှင် CNF ခေါင်းဆောင်တွေကိုဒီနေ့သူတို့ရဲ့လုံရက်တွေစံတအိတ်မှာဟာခါမှာတသိန်းနဲ့မှ9000စံတအိတ်ဖို့ဝယ်ဖို့မပြောနဲ့ပြောင်းမှုတောင်စားဖို့တောင်မနိုင်ဖြစ်နေတဲ့ပြည်သူတွေကိုအခုလိုမျိုးနိုင်ငံခြားငွေကြီးတွေလက်ဆုပ်လဝါကြီးအုပ်အာနာတွေလဝါကြီးအုပ်ကိုကဘာမှမလုပ်တဲ့မကင်တဲ့စစ်အာဏာရှင်လက်မတိုက်သူများတိုက်ပြီးတော့ငါတိုက်တယ်ဆိုပြီးဝါဒမဟုတ်တဲ့ဝါဒတွေရှောက်ဖြတ်ဒီလိုမျိုးလုံးရက်တွေအလုံးဟာနော်ခမည်းစီပဲပြန်ရောက်လာမှာဖြစ်တယ်ပြည်သူတွေတတိထားပါချင်းနေတော်မအားပါနဲ့ဒီလိုမျိုးမမှန်ကန်တဲ့လူတွေဖွဲ့ထားတဲ့ချင်းလန်းခေါင်စီပြည်သူတွေအားပေးမှုမရှိတဲ့ချင်းလန်းခေါင်စီမှာခမည်းတော်မတူးတွေလောက်တူးတွေဇောဖေတွေနော်အဲ့လူကြီးတွေအနာရဲ့လူကြီးတွေခွေးတောင်းစားတွေအိုးနောက်မရှိတဲ့လူတွေစဉ်းစားပါအမှန်တအမှားနဲ့မှန်ကိုခွဲခြားပါခင်ဗျားတို့မကြိုက်တဲ့ကောင်ရှိလာရှင်းဒီမှာဒီချိန်မှာငါတို့တွေကပေါင်းစည်းပြီးတော့မှစစ်အာဏာရှင်ကိုအမိပစ်ချေမုန်းဖို့အချိန်ဖြစ်တယ်ဟိုတလေးဘာတလေးလို့ရမယ့်ချိန်မဟုတ်ဘူးဒါမှတ်ထားပါဒီလောက်ပဲကျွန်တော်ပြောမယ်ကျေးဇူးတင်ပါတယ်ပြည်သူပြည်သားတွေဒီမှာကျွန်တော်ကိုအားပေးပြီးခွန်အားလာပေးတဲ့လူတွေနဲ့နော်စားဖို့တောက်ဖို့ပစ္စည်းတွေလာပို့ပေးတဲ့ညီကိုမောင်နှမတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်ဆူလာတောင်းပေးတဲ့လူတွေလည်းအထူးပဲကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကတော့ခွေးလိုဝက်လိုအမျိုးမျိုးလာတိုက်ခိုက်လို့လာဆဲလာဆိုလို့ကျွန်တော်မှဘာမှဖြစ်မှာမဟုတ်ဘူးဆူတောင်းပြီးတော့မှကျွန်တော်ရဲ့နိုင်ငံချင်းပြည်နယ်မြန်မာပြည်နယ်အခြေအနေကိုဖျားတခင်ဖော်ပြလို့ကျွန်တော်ကရဲဝံ့လက်ညှိုးထိုးပြီးတော့မှပြောရတာဖြစ်တယ်ဖျားတခင်ကဒီပြောဖို့အတွက်ကျွန်တော်ကိုနော်ဘိတ်တိတ်ပေးထားတာဖြစ်တယ်ဒီဟာတင်းဦးဆရာလာပြောလို့မရဘူးကျွန်တော်ပြောလို့မရဘူးကျွန်တော်ကလည်းတွားပြီးတင်းဦးဆရာတွားလို့မရဘူးကိုကန္တာတီးတီးနဲ့ဖျားတခင်ကကောင်းကြီးပေးထားတာဖြစ်တယ်ခင်ဗျားတို့ဘယ်လိုပဲတိုက်ဆောက်ခယူကိုမဆိုင်တာဒီနေ့မှာအမှန်တရားနဲ့ Federal Democracy ရရှိဖို့လိုတယ်ဒါကြောင့်မလို့ပြည်သူတွေအားလုံးပေါင်းဖို့လိုတယ်စီးလုံးဖို့လိုတယ်နော်မဟုတ်တဲ့ဝါဒတွေနောက်ကိုကျွန်တော်တို့လိုက်ဖို့မဟုတ်ဘူးဆိုတာနောက်ဆုံးညီကုန်းအနေနဲ့ပြောချင်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်